ညီကိုရအားလုံးပဲမင်္ဂလာပါ Sporky ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Chelsea ရဲ့တောင်ပံကစားသမား Pedro Neto အကြောင်းပြောသွားမှာဖြစ်ပါတယ်ဘောလုံးရပြီဆိုတာနဲ့လျှက်စီးကြောင်းလိုမြန်ဆန်တဲ့အရှိန်ခံမှန်းအခက်တဲ့ပြည့်ကျော်မှုတွေနဲ့ပြိုင်ဘက်နောက်တောင်မှွေနောက်တော့မဲ့ကစားသမားသူကတော့ Stamford Bridge ရဲ့အားကိုးရာသစ် Pedro Neto ပဲဖြစ်ပါတယ်အရှိန်နဲ့နီးစနစ်ပေါင်းစပ်မှုPedro Neto ကတာမန်တောင်ပံကစားသမားတယောက်မဟုတ်ပါဘူး။သူကအရှိန်အလွန်ပြင်းသလိုဘောလုံးထိန်းချုပ်မှု ball control ကလည်းအဆင့်မြင့်ပါတယ်။ညာတောင်ပံကနေအတွင်းထဲကိုချိုးဝင်တာပဲဖြစ်ဖြစ်ဘယ်တောင်ပံကနေအပြင်ကပတ်ပြီးဖြတ်တင်ပေါ် cross ပေးတာပဲဖြစ်ဖြစ်သူကတိကျလွန်ပါတယ်။ဖန်တီးနိုင်စွမ်းမြင့်မားခြင်း Chelsea ရဲ့တိုက်စစ်မှာ Neto ရှိနေတာတိုက်စစ်မှုတွေအတွက်သတင်းကောင်းပါပဲ။သူကတကူကောင်းဆန်တဲ့ကစားသမားမျိုးမဟုတ်ဘဲနဲ့အသင်းပေါ်တွေကိုရဖို့အတွက် key pass တွေကိုအများအားဖန်တီးပေးလေးရှိပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်တွေမှာသူ့ရဲ့ဖြတ်တင်ဘောတွေကနေတဆင့် Chelsea ရဲ့ကိုရနိုင်ချက်ကတိတိကျကျမြင့်တက်လာခဲ့တာအားလုံးပဲအသိဖြစ်ပါတယ်။ဘတ်ဆုံကစားနိုင်စွမ်းNeto ရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့တောင်ပံနှစ်ဖက်စလုံးမှာကစားနိုင်တာပါ။ဘယ်ချမ်းကနေကစားရင်ကွင်းရဲ့ဘေးလိုင်းကိုအသုံးချပြီးဖြတ်တင်ဘောတွေပေးနိုင်သလိုညာချမ်းမှာကစားရင်တော့အတွင်းကိုဖြတ်ဝင်ပြီးကိုယ်တိုင်ဂိုးကန်သွင်းနိုင်စွမ်းရှိပါတယ်။ဒီချက်ကပဲနီးပြအတွက်နီးပြပါပိုင်းမှာရွေးချယ်စရာတွေအများကြီးဖြစ်စေခဲ့ပါတယ်။ဒဏ်ရာပြဿနာနဲ့တည်ငြိမ်မှုNeto အတွက်ကြီးမားဆုံးစိန်ခေါ်မှုကတော့သူ့ရဲ့ကြံ့ခိုင်မှုပါပဲ။ Wolf မှာတော့ဒဏ်ရာတွေကြောင့်ရုန်းကန်ရပေမဲ့ Chelsea မှာတော့သူကပိုပြီးရင်းကျက်လာတော့အသင်းရဲ့အဓိကမောင်းနေတာဖြစ်လာဖို့လည်းကြိုးစားနေပါတယ်။အတူချုပ်ပြောရရင်တော့ Pedro Neto က Chelsea ရဲ့ဘယ်တောင်မှဒါမှမဟုတ်ညာတောင်မှမှာမရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်လာနေပါပြီ။သူ့ရဲ့အရှိန်နဲ့ဖန်တီးမှုတွေက Chelsea ကိုပြိုင်ဘက်တွေကြောက်ရတဲ့အသင်းတစ်သင်းဖြစ်အောင်ပြောင်းလဲပေးနေပါတယ်။ Brother ဒီရာသီ Neto ရဲ့ခြေစွမ်းပေါ်မှာဘယ်လိုမြင်နေရှိလဲကွန်မန့်မှာတစ်ချက်မျှဝေပေးသွားလို့ရပါတယ်။စိတ်ပါဝင်စားလို့ဘောလုံးပွဲတွေဆော့ကစားခြင်းနဲ့ဆိုရင်တော့ Viber Telegram ဖုန်းနံပါတ်3996898845ကိုသာဆက်သွယ်ဆုံသန်းလိုက်ပါလို့ပဲပြောချင်ပါတယ်။ခုလိုမျိုးသုံးဒီကြည့်ရှုသွားပေးညီကိုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။